စကိုင်းတိုင်းချောင်းမြို့နယ်အနှိမ်ရွာခေါ်သုံးမှန်လရွာကိုစစ်တပ်ကမေလ10ရက်နေ့ကမနက်10နာရီဝန်းကျင်လောက်မှာစစ်တပ်လေထီးနဲ့ပုံကျဲချခဲ့လို့မောင်ရင်လောင်းနဲ့အဖေဖြစ်သူအပါအဝင်3ယောက်သေဆုံးပြီး3ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။120မမဘုံဒီနှလုံးကျဲချရဖြစ်ပြီးအင်တလုံးပေါ်ကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။အနှိမ်ရွာသားပြသားတယောက်ကလည်းမုံရွာနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေတက်လာပြီးကျွန်တော်တို့ရွာကိုကျဲချတာကျဲတဲ့နေရာကရွာတောင်ပိုင်းဖျားစေတီနဲ့ဆေးရုံကျောင်းကိုချသွားတာအဲ့မှာကဈေးဆိုင်တွေလည်းရှိတယ်လူစီယာကိုချကျင်တဲ့သဘောတည်တော့တာကမောင်ငနဲ့ဖိုးစင်နဲ့အသက်73နှစ်အရွယ်ကလေးတအုပ်စုစုပေါင်း3ဦးဖြစ်ပြီးတော့အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်လို့ပြောလာပါတယ်ကျန်တဲ့3ယောက်ကလည်းတိုင်ရအပြင်းထန်ရောက်သွားလို့ဆေးရုံတော့တပ်ဖို့ကြတယ်တေမလားရှင်မလားတော့မသိရသေးဘူးလူနေအိမ်တွေပျက်စီးရမျိုးလည်းရှိတယ်လို့ပြောလာပါတယ်မောင်ရင်လောင်းနဲ့အသက်30အရွယ်အဖေဖြစ်သူသူ့အဖေရဲ့မိတ်ဆွေဖြစ်သူလို့အဲ့ဒီနေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ပြီးမောင်ရင်လောင်းရဲ့အမေနဲ့ညီမနောက်ထပ်အမျိုးသားတယောက်ကတော့တိုင်ရရသွားတယ်လို့ချောင်းမျိုးနဲ့ပါဖတာဝန်ခံကပြောပါတယ်စက်ကောင်စီကငလင်းကုညီကယ်ဆယ်ရေးကိုအာယုံစိုက်လှုပ်ဆောင်ဖို့ဆိုပြီးအပြစ်ခတ်အရာကြီးရစဲရေးထုတ်ပြန်ထားပေမဲ့မြေပြင်မှာတော့လေကြောင်းကနေဘုံကျက်တိုက်ခိုက်တာတွေပုံမှုထပ်တိုးလှုပ်ဆောင်နေတယ်လို့သိရပါတယ်ချောင်းမျိုးနဲ့ PDF အဖွဲ့ဝင်တယောက်ကကျွန်တော်တို့ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လေရင်အပါအဝင်စစ်တပ်လေထီးရန်ကိုလည်းအလူးလဲခံနေရတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့ဒီစစ်ကောင်စီကမတရားသဖြင့်ဘုံတွေအရင်ကျဲနေတာပါ။ပြည်သူတွေအနေနဲ့လည်းစစ်တပ်နဲ့တပ်ဆိုင်ရာလေရင်တွေလာတာမြင်တာနဲ့ဘေးကင်းလုံခြုံရာကိုနေကြဖို့လည်းအတိပေးချင်ပါတယ်လို့ပြောလာပါတယ်။ချောင်းမျိုးနဲ့သုံးမလာရွာကိုပြီးခဲ့တဲ့ဧပြီ6ရက်နေ့ည7:00နာရီဝန်းကျင်လောက်ကလည်းစစ်ကောင်စီကစစ်တပ်လေထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မန္တမ3ယောက်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။